ပေါ့ဒီလိုမျိုးလေးကျွန်တော်တို့ကထပ်ညွှန်းနဲ့သုံးပြီးတော့ဖော်ပြပါမယ်ဒါဆိုနောက်တစ်ခုကြည့်အောင်ကြည့်ရမှာက144 orange လို့ပြောတဲ့အခါမှာ144လိမ္မော်သီးလို့ပြောတဲ့အခါအဲ့144ကိုကျွန်တော်တို့ကသုဒ္ဓစာကွယ်ကိန်းခွဲမယ်အထက်ပါနီးတိုင်းပဲခွဲလိုက်တဲ့အခါဘယ်လိုတွေရလာမလဲဆိုတော့ခွဲလိုက်တယ်2 multiply ဘယ်လောက်ရမလဲကျွန်တော်တို့ရရှိလာတဲ့ကျွန်တော်တို့က72ပေါ့နော်82ကိုစိတ်ထဲမှာပဲမှတ်ထားမယ်စုံလန်းမာလာခွဲကြတယ်စုံမှန်သမျှကျွန်တော်တို့က2နဲ့ရတယ်ရရှိလာမဲ့36 36ဒီစုံမဲဒါဆိုကျွန်တော်တို့က2နဲ့ရတယ်ဒါဆိုရရှိလာမဲ့18 18ဒီစုံမဲ2နဲ့ရသေးတယ်ဒါဆိုကျွန်တော်တို့ကထပ်ပြီး2နဲ့ခွဲတယ်ဒါဆိုရင်ကျွန်တော်ဘယ်လောက်ရမလဲ9ကတော့ကျွန်တော်တို့ကစုံလန်းမာလာခွဲလိုက်တဲ့အခါမပေါ့မဆိုရင်တော့ကျွန်တော်စုံ2နဲ့မရတော့ဘူးဒါဆိုရင်သုဒ္ဓကိန်းက2ပြီးဘာလာ2ပြီး3လာတာ3နဲ့မြရမလားလို့စဉ်းစားကြည့်တယ်9ကိုစဉ်းစားလိုက်တဲ့အခါအော်ရတာပေါ့33လီ9ဒါဆိုရင်ကျွန်တော်တို့ကဒါမျိုးလေးရသွားပါပြီဒါဆိုရင်ကျွန်တော်တို့ကသုဒ္ဓကိန်းတွေကိုသုဒ္ဓစာကွယ်ကိန်းနည်းတွေကိုဖော်ပြတဲ့အခါမှာထပ်ညွှန်းနဲ့ပဲဖော်ပြမယ်လို့ကျွန်တော်တို့ကပြောတဲ့အခါမှာထပ်ညွှန်းနဲ့ဖော်ပြမယ်အခါနှစ်ကိုလိုက်ရေးကြည့်လိုက်တဲ့အခါတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်နှစ်လေးကြိမ်ပေါ့နှစ်လေးတက်ပေါ့နော်2 power 4ဆိုပြီးတော့ရမယ်3ကိုရေးကြည့်တဲ့အခါတစ်ကြိမ်နှစ်ကြိမ်ဒါဆိုရင်3နှစ်ကြိမ်3နှစ်ထပ်ပေါ့နော်3 square ဆိုပြီးတော့ရပါမယ်ဒါမျိုးဆိုရင်ကျွန်တော်တို့ကရရှိလာအဲ့လိုရရှိလာတဲ့အခါမှာကျွန်တော်တို့ကလက်သမားကြီးကသူ့မှာရှိတဲ့တစ်သီးတွေကိုအသုံးပြုပြီးတော့ကြာတော့တစ်သီးတစ်တာအရေးအတွက်အများဆုံးကိုလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အကြီးဆုံးပုံစာခွဲကိန်းကိုရှာပေးမှာပါအသုံးပြုမှာပါဒါဆိုကျွန်တော်တို့အကြီးဆုံးပုံစာခွဲကိန်းကျွန်တော်အတူကောက်ရေးလိုက်ပါမယ် HCF ပေါ့နော် Higher Common Factor အကြီးဆုံးပုံစာခွဲကိန်းအကြီးဆုံးပုံစာခွဲကိန်းကိုလိုချင်ကျွန်တော်တို့ကဘယ်လိုမျိုးသတ်မှတ်ထားတာတော့အကြီးဆုံးပုံစာခွဲကိန်းကိုလိုချင်တဲ့အခါမှာကျွန်တော်တို့ကတူတဲ့ထဲကနော်သုဒ္ဓစာကွယ်ကိန်းခွဲပြီးလို့တူတဲ့ထဲကအငယ်ဆုံးထပ်ညွှန်းကိုယူမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်ကကြည့်လိုက်တယ်တူတဲ့ထဲဆိုတာ2ဆိုကြည့်လိုက်တယ်ဒီမှာ2ဒီမှာလည်း2အော်2တူတယ်2ပါတယ်ပေါ့ဒါဆိုအငယ်ဆုံးထပ်ညွှန်းလို့ပြောတဲ့ကဘယ်သူလုံးထပ်ညွှန်းတွေက2 4တက်ရှိတယ်2 5တက်ရှိတယ်ဘယ်သူကငယ်ရတော့2 4တက်ကငယ်တယ်ဒါဆိုကျွန်တော်တို့က2 4တက်ကိုယူပါမယ်နောက်ထပ်2ဟာရှိသေးလားကြည့်လိုက်တဲ့အခါဒီမှာ3နှစ်ထပ်ဒီမှာ3အော်3အခြေတူတယ်ဒါဆိုတူတဲ့ဟာရှိတယ်ဒါဆိုတူတဲ့ထဲကကျွန်တော်အငယ်ဆုံးယူမှာဆိုတော့3တစ်ထပ်နဲ့2ထပ်ဘယ်သူယူမလဲဆိုတော့တစ်ထပ်ကိုယူပါမယ်ဒါဆိုကျွန်တော်တို့ဘယ်လိုဖြစ်သွားပြီလဲHCFD 2 power 4 multiply 3ဆိုရလာပြီဒါလားဘယ်လောက်လဲလို့သိချင်တဲ့အခါကျွန်တော်ဖြည့်ရှင်းလိုက်မယ်2လေးတက်ကဘယ်လောက်တော့2ကို4ကမြောက်ကြည့်တယ်2နဲ့4 4နဲ့4 8 8နဲ့4 16 2ကို4ကမြောက်တော့16ရတယ်16ကို3နဲ့မြောက်တော့ကျွန်တော်16 3 48ဆိုပြီးတော့48ရပါတယ်အဲ့ဒီရရှိလာတဲ့48ဒီဘာကိုကိုစားပြုတာလဲဆိုတော့လက်သမားကြီးသူ့မှာရှိတဲ့တစ်သီးတွေအားလုံးကိုအညီအမျှခွဲဝေပြီးတော့ပြုလုပ်ခြင်းနေတဲ့တစ်သီးတစ်တာအများဆုံးပမာဏကိုကိုစားပြုတဲ့ဟာပဲဖြစ်ပါတယ်ဒါကြောင့်သူဒီဘလောက်ကိုစားဘလောက်တစ်သီးတစ်တာကိုခွဲလို့ရမလဲဆိုတော့48တစ်တာသူခွဲလို့ရပါမယ်ပေါ့နော်တစ်သီးတစ်တာလေးရမယ်ဒါဆိုရင်တစ်တာတစ်ခုချင်းစီမှာapple ကဘလောက်လဲ orange ကဘလောက်လဲလို့မေးထားတာဖြစ်တဲ့အခါမှာကျွန်တော်တို့က apple တွေလိုချင်တယ်ဆိုရင်apple ရဲ့96ကိုတီးပြီးတော့သူခွဲဝေမဲ့တစ်တီးတစ်တာအရေးအတွက်တနည်းအားဖြင့် HCF နဲ့ကျွန်တော်ကစားပေးလိုက်ရပါတယ်ဒါဆိုရင်ဘယ်လောက်ရမလဲဆိုတော့2ပေါ့အဲ့ဒီရရှိလာတဲ့2ဒီဘာကိုကိုစားပြုလဲဆိုတော့အဲ့လက်သမားကြီးခွဲဝေမဲ့အဲ့လက်သမားကြီးပြုလုပ်မဲ့တစ်တီးတစ်တာတစ်ခုချင်းစီမှာ apple ပန်တီနှလုံးစီပါဝင်မယ်ဆိုပြီးတော့အဓိပ္ပာယ်ရတာပဲဖြစ်ပါဒါဆိုရင်တက်တာတစ်ခုချင်းစီမှာလိမ္မော်သီးဘယ်နှလုံးစီထည့်ရမလဲလို့သိကျင်နေဆိုရင်လည်းပဲလိမ္မော်သီးရေတွက်ကဘယ်လောက်တော့144ခေါ်ဝင်မဲ့တက်တာအရေးအတွက်က48ဒါဆိုရင်ဒါလေးကိုကျွန်တော်တို့ကနော်တီးပြီးတော့စားလိုက်တဲ့အခါမှာဘာရရှိလာမှာလဲဆိုတော့ကြတော့တက်တာတစ်ခုချင်းစီမှာပါဝင်မဲ့လိမ္မော်သီးအရေးအတွက်ကိုရရှိလာမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကအခုအနေထားလေးရဆိုတော့ဘယ်လိုအနေထားလေးလဲဆိုတော့ကျွန်တော်တို့သိရှိထားတဲ့သုဒ္ဓစာကွယ်ကိန်းကိုအသုံးချတယ်ဒီလိုအနေထားလေးမှာသူလိုချင်တဲ့တက်တာအရေးအတွက်အဲ့တက်တာအရေးအတွက်အများဆုံးအဲ့အများဆုံးထဲမှာတက်တာတစ်ခုချင်းစီမှာပြပြီးဘယ်လောက်စီထည့်ရမှာတုံးဆိုတဲ့အနေအထားလေးတွေကိုဖြည့်ရှင်းပြီးသားဖြစ်သွားပါတယ်ဒီလိုဖြည့်ရှင်းနိုင်အောင်လို့ကျွန်တော်တို့အခြေခံအဖြစ်သုဒ္ဓစာကွယ်ကိန်းနည်းလေးတွေကိုရှေ့မှာမျှဝေပေးထားရလည်းရှိပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပဲအားလုံးကို